Einstein လို့ပြောလိုက်ပြီဆိုတာနဲ့ဗျသိပြီးတော့တူ intro တွေမိတ်ဆက်တွေရုံးနေစရာမလိုလောက်အောင်တစ်ကမ္ဘာလုံးတိုင်းတာကြီးနဲ့ဟို Einstein ကဒီ genius တယောက်ဖြစ်တယ်ဆိုတော့အကုန်လုံးပြည့်မြင်မိကြမှာဖြစ်ပါတယ်အဲ့လိုလူတစ်ယောက်ကဘယ်လိုပဲဝါဖြစ်တယ်ဆိုတာကိုလူတွေရဲ့စိတ်ထဲမှာတွားပြီးတော့ဆွဲထင်ကြံရင်းနေရဆိုတဲ့ကိစ္စရဲ့နောက်မှာအဲ့ဒီလူရဲ့လောက်ရက်တွေကလည်းတရားပေါ်ရှိနေပါလိမ့်မယ်အဲ့တော့ဒီတစ်ကမ္ဘာလုံးကနေပြီးတော့မှဉာဏ်ကြီးရှင်တယောက်အဖြစ်ပြောစမှတ်ပြုခံခဲ့ရတဲ့ Einstein တယောက်ဘာတွေလုပ်ခဲ့တာလဲသူဘာတွေလုပ်ခဲ့ရလဲဆိုလို့ရှိရင်တော့အများကြီးပဲဗျသူလုပ်ခဲ့တာတွေတော့အဲ့ဒီအများကြီးထဲမှာမှသူကဒီ theoretical physicist ဆိုတဲ့ယူပဗေဒဆိုင်ရာ theory ဘိုင်းကိုပဲဖော်ထုတ်ရှာဖွေတဲ့ယူပဗေဒပညာရှင်မျိုးစားမျိုးဖြစ်တယ်ဆိုတော့အဲ့တော့သူလုပ်ခဲ့တဲ့အများကြီးဆိုတာဆိုတဲ့အရာတွေကလည်းအကုန်ယူပဗေဒ theory ကြီးပဲဖြစ်တယ်ဗျဆိုတော့အဲ့ဒီအထဲမှာဆိုလို့ရှိရင်ဒီ E = mc² ဆိုတဲ့ equation ကတော့လူနဲ့ equation တွေကိုတွဲပြီးတော့မြင်ရလောက်တဲ့ထီအောင်ကိုအောင်မြင်ခဲ့တယ်ပေါ့နော်E = mc² ဆိုတဲ့ equation ကိုမြင်လိုက်ပြီဆိုလို့ရှိရင် Einstein ကိုပြေးမြင်ပြီးမှဖြစ်တယ်လို့မျိုးပဲ Einstein ကိုပြေးမြင်လိုက်ပြီဆိုလို့ရှိရင်လည်း E = mc² ကိုပါတွဲပြီးတော့မြင်မိကြတာတဲ့ထီအောင်ကိုအောင်မြင်ခဲ့တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ရှိတာကတော့ဒီ photoelectric effect ဆိုတာကိုသူရှာဖွေလို့ရှိခဲ့သေးတယ်ပေါ့နော်ဒီအလင်းကမျက်နှာပြင်ပေါ်တစ်ခုပေါ်မှာကျရတယ်ဆိုလို့ရှိရင်လျှက်စစ်ထွက်တယ်ဆိုတာကိုသူရှာဖွေတွေ့ရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီသဘောတရားကနောက်ပိုင်းမှာဒီ quantum mechanics လို့ theory မျိုးမှာဆိုလို့ရှိရင်အခြေခံအုတ်မြစ်သဘောတရားတစ်ခုအနေနဲ့ကိုသတ်မှတ်ခြင်းခံခဲ့ရလောက်တဲ့ဒီကိုအောင်မြင်ခဲ့တယ်ဆိုတော့အဲဒီထဲမှာမှသူ့ကိုတစ်ကမ္ဘာလုံးကနေပြီး genius တယောက်အဖြစ်ထင်မြင်ခံရအောင်ပေါ့နော်အောင်မြင်ခဲ့တာကတော့ relativity theory ပဲဖြစ်တယ်ဗျာဒီ Einstein ရဲ့ relativity theory ဆိုတာကိုရိုးရှင်းပြောရလို့ရှိရင်တော့ relativity theory ဆိုတာ Einstein မြင်တဲ့စကြဝဠာပုံစံတစ်ခုကိုသူကရေးသားဖော်ပြခဲ့တာပဲဖြစ်တယ်ဒီစကြဝဠာရင်းနဲ့ပတ်သက်လို့ theory ပညာရှင်တွေထဲမှာအောင်မြင်ဆုံးဆိုလို့ရှိရင်2ယောက်လောက်ရှိလိမ့်မယ်ဆိုအဲ့ဒါကတော့ဒီအင်္ဂလန်ကနေပြီးတော့မှဆာအိုက်ဇက်နျူတန်ဆိုတာရှိမယ်နောက်တစ်ယောက်ကတော့ဒီခုကျွန်တော်တို့ပြောနေတဲ့ Albert Einstein ပေါ့နော်အခြေခံပညာထက်တန်းကျောင်းနေမှာဆိုလို့ရှိရင်9တန်းလောက်မှာယူပဗေဒကိုသင်မှုတဲ့သူတွေဆိုလို့ရှိရင်နျူတန်ကိုတော့စိမ့်နေမှာတော့မဟုတ်ဘူးပေါ့နော်ဒီထိုင်နေရင်းကနေပြီးတော့မှပန်းသီးတစ်လုံးကောင်းပေါ်ပြုတ်ကျလာတာကိုဆက်စဉ်းစားရင်းကနေမှ gravity ဆိုတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့တယ်အဲ့ဒီကနေမှာပေါ့နော်သူကဒီ space ဆိုတဲ့အာကာသကြီးထဲမှာအောက်မှာဘာမှဟိုဒီဓာတ်ထဲမှာခံရတာမရှိဘဲနဲ့ပေါ့နော်အရာဝတ္ထုတွေဘာဖြစ်လို့အောက်ကိုပြုတ်ကျမသွားလဲပေါ့နောက်ဒီ solar system လို့ခေါ်တဲ့ဒီနေအဖွဲ့အစည်းမှာဆိုလို့ရှိရင်လေနေကိုပြုတ်ပြီးတော့ဒီဂျိုတွေကသူ့ပတ်လည်နဲ့သူဘာဖြစ်လို့ပတ်နေကြတာလဲဆိုတာကိုသူက gravitational force ဒီ thrust ဆွဲအားတစ်ခုကြောင့်မလို့စကြဝဠာကြီးကအဲ့ပုံစံနဲ့အလုံးလုံးနေတယ်လို့သူ theory ပြုခဲ့တယ်ဗျဒီစကြဝဠာ theory နဲ့ပတ်သက်လို့ theory ပြုမဲ့သူတွေအနေနဲ့ဒီကိစ္စနှစ်ခုကိုတတ်မှတ်ဖော်ပြပါဗျအဲ့ဒါကတော့ဒီ space နဲ့ time ဆိုတဲ့အရာနှစ်ခုပဲဖြစ်တယ်space ဆိုတဲ့အာကာသကြီးကဘယ်လိုလှုပ်နေရလဲ time ဆိုတာဘယ်လိုဟာမျိုးလဲပေါ့နော်ဆိုအဲ့ဒီနှစ်ခုကိုတတ်မှတ်ဖော်ပြပေးရတယ်ပေါ့နော်ဆိုတော့ space ဆိုတာတော့ Newton ကဒီ gravitational force အားဖြင့်လှုပ်နေတဲ့အရာတစ်ခုဖြစ်တယ်ဒီ time ဆိုတဲ့အရာကလည်းယူဖတ်ပြတာမှာတော့ဒီအရန်ရေးကြည့်တယ်ဗျဘာလို့လဲဆိုတော့ဒီယူဖတ်ပြအတိုင်းတာတွေမှာဒီရွေလီဟာချင်းဆိုတဲ့တိုင်းတာတွေမှာပေါ့နော်ဒီ speed တို့ velocity တို့ acceleration တို့မှာလို့ရှိရင်အချိန်ဆိုတာလုံးဝကိုအထည်သွင်းဖော်ပြရတဲ့အရာတစ်ခုပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ဒီ time ဆိုတဲ့အရာကိုတိတိကျကျဖော်ပြနိုင်ဖို့ကလည်းအရန်ရေးကြည့်တယ်ဆိုတော့ဒီ Newton ရဲ့စကြဝဠာပုံစံမှာဆိုလို့ရှိရင်တော့ Newton ကဒီ time ဆိုတာအချိန်ဆိုတာဒီစကြဝဠာကြီးတစ်ခုလုံးမှာဘယ်နေရာပဲသွားအောင်နေခြင်းမြန်ခြင်းဆိုတာမရှိဘူး time ဆိုတာ absolute လို့သူကပြောခဲ့တယ်ပေါ့နော်အဲ့ဒီ Newton ရဲ့စကြဝဠာ theory က
တော်တော်လေးကိုအစင်လာကြီးခဲ့ပြီးတော့နော်ဘသူကမှထီလည်းမထီရဲ့မတူလည်းမတူရဲကြဘူးမိကုန်းတော်ထုတ်ရဲကြဘူးနော်ဒီတိုင်းကြီးကိုမှန်ကန်နေဆိုပြီးတော့လက်ခံလာခဲ့ကြတာပေါ့နေပေါင်းများစွာကြားတဲ့ဒီအောင်ဒါပေမဲ့အဲ့ဒီထဲမှာတော့အိုင်းစတိုင်းတော့ပါခဲ့ဘူးပေါ့နော်အိုင်းစတိုင်းကအဲ့ဒီအစင်လာကြီးပါတယ်ဆိုတဲ့ဒီနီတန်ရဲ့စကြဝဠာ theory ကိုနျူတန်ရဲ့ဒီ gravity ဆိုတဲ့အရာကိုပေါ့နော်အိုင်းစတိုင်းကတက်တက်ယူထောက်ပြီး gravity ဆိုတာကဒီ force တစ်ခုမဟုတ်ဘူးဒီပိတ်ပါးစာတစ်ခုပေါ်မှာဘောလုံးလိုအရာတစ်ခုကိုချလိုက်မယ်ဆိုလို့ရှိရင်အဲ့ပိတ်ပါးစာညှိဝင်သွားလိမ့်မယ်ပေါ့နော်အဲ့ဒီညှိဝင်သွားတဲ့နေရာမှာဖန်မီသီးလိုအရာလေးတွေကိုချလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဖန်မီသီးတွေကအဲ့ဒီပတ်လေးမှာသွားပြီးတော့လဲပတ်နေတာကိုတွေ့ရတယ်ဗျဆိုတော့သူက solar system လို့ခေါ်တဲ့ဒီနေဖွဲ့စည်းမှာနေကိုဘိုးပြုတ်ပြီးတော့ဂျိုတွေကဘာဖြစ်လို့လှည့်ပတ်နေရလဲဆိုတာကအဲ့ဒါကြောင့်ဖြစ်တယ်လို့ပြောတယ်ပေါ့နော်ဒီ space ဆိုတဲ့အာကာသကြီးထဲမှာအရာဝတ္ထုတွေကအောက်မှာဘာမှခံထားတာမရှိဘဲနဲ့ဘာဖြစ်လို့အာကာသဟင်းလင်းပြင်ပြည့်ကြမသွားတာလဲဆိုလို့ရှိရင်ဆိုတာကဒီအောက်မှာအဲ့လိုပိတ်ပါးစပုံစံမျိုးပေါ့နော်တခုခံရတာရှိလို့သူပြောခဲ့တယ်ဆိုတော့အဲ့ဒီပိတ်ပါးစပုံစံမျိုးအာကာသထဲမှာရှိနေရဆိုတဲ့အရာကိုသူက space time လို့ခေါ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေလိုအရာဝတ္ထုတစ်ခုကအဲ့ဒီ space time ပေါ်မှာသွားပြီးတော့တည်ရှိနေတဲ့အတွက်ကြောင့်မို့လို့space time ကကွေးကောက်သွားတယ် space time garbage ဆိုတာမျိုးဖြစ်လာတယ်အဲ့ဒီ garbage space time garbage ဖြစ်လာတာကြောင့်မလို့ပဲဒီသေးငယ်တဲ့ဒီဂျိုတွေကနေကိုသွားပြီးတော့လှည့်ပတ်နေကြတဲ့ပုံစံမျိုးနဲ့အလုပ်လုပ်နေကြတာနော်ဒီအိုင်းစတိုင်းအနေနဲ့ဒီနျူတန်နဲ့တော်တော်ကြီးကိုစကြဝဠာ theory မှာတော်တော်ကြီးကိုကွဲလွဲခဲ့တယ်ဗျာနျူတန်ကဒီအချိန်ကို absolute ပေါ့နော်အချိန်ဆိုတာနှေးချင်းမြန်ချင်းမရှိဘူးလို့ပြောခဲ့ပေမဲ့အိုင်းစတိုင်းကတော့ဒီချိန်ဆိုတာ relative ဖြစ်တယ်လို့ပြောခဲ့တယ်ချိန်ဆိုတာအချိန်မှာနှေးတယ်မြန်တယ်ဆိုတာရှိတယ်အလင်းရဲ့အမြန်နှုန်းနဲ့သွားနေတဲ့အရာဝတ္ထုတစ်ခုမှဆိုလို့ရှိရင်အချိန်ဆိုတာနှေးပါတယ်လို့သူကပြောခဲ့တယ်ဆိုတော့အဲ့ဒါကိုမြင်တောင်ဆိုလို့ရှိရင်ဒီလူနှစ်ယောက်ပေါ့နော်တယောက်ကမြေပြင်ပေါ်မှာရှိမယ်မြေပြင်ပေါ်မှာဆိုတဲ့ဒီယထာတန်လန်းဘီနာလေးမှာတယောက်ကရက်နေမယ်နောက်တစ်ယောက်ကအဲ့ယထာတန်လန်းပေါ်မှာရှိတဲ့ယထာပေါ်မှာရက်နေမယ်နှစ်ယောက်စလုံးကဒီဘောလုံးလေးတစ်လုံးကိုပုတ်နေကြတယ်လို့ပဲမြင်ကြည့်ပါပေါ့နော်ဆိုတော့အဲ့လိုအနေထားမျိုးမှာဆိုလို့ရှိရင်ဒီမြေပြင်ပေါ်ကလူရဲ့ဘောလုံးပုတ်တဲ့အချိန်ကြီးကယထာဘောကဒီအလင်းရဲ့အလင်းနှုံးနဲ့အញ្ញံနှုံးနဲ့လင်းရဲ့အလင်းအញ្ញံနှုံးနဲ့သွားနေတဲ့လူထက်ကိုပို့ပြီးတော့အချိန်ကြီးများတာကိုသွားပြီးတော့တွေ့ကြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာပဲဒီ time က relative ဖြစ်တယ်ဆိုတာကိုဖော်ပြနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီEinstein ရဲ့ relativity theory ရဲ့ theory ဘိုင်းသဘောတရားဘိုင်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့ Einstein အနေနဲ့အဲ့ဘက်ခေတ်အဲ့ဒီခါနှုန်းကဒီတစ်ကမ္ဘာလုံးတိုင်းတာနဲ့ကိုသိပ္ပံ celestar တယောက်အနေနဲ့အောင်မြင်ခဲ့တယ်ဆိုတာသူ့ရဲ့ relativity theory ကအမြင်ဆန်းနေလို့ရှုထောင့်သိနေလို့တခုတော့ရှုထောင့်သိနေလို့တော့မဟုတ်ဘူးပေါ့နော်သူ့ရဲ့ relativity theory ကတကယ်ရှိချောင်းကိုတကယ်မှန်ကန်ချောင်းကိုသူကသက်သေပြနိုင်ခဲ့တာဗျသူဘယ်လိုသက်သေပြလဲဆိုလို့ရှိရင်တော့ဒီ space time curvature ဟာတကယ်ရှိချောင်းကိုသူသက်သေပြခဲ့ပေါ့နော်ဒီစကြဝဠာရင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ရှိနေတဲ့နေဖွဲ့စည်းကနေလိုအလင်းထုတ်လွတ်တဲ့ဒီအရာဝတ္ထုတွေအများကြီးရှိနေသေးတယ်ပေါ့နော်ဒီကျွန်တော်တို့နေဖွဲ့စည်းထဲမှာရှိတဲ့နေရဲ့နောက်မှာပေါ့ဆိုတော့တကယ်လို့များဒီကျွန်တော်တို့ရဲ့နေဖွဲ့စည်းမှာရှိတဲ့နေဟာ space နေဟာသူ့ရဲ့ကြီးမားတဲ့ရွေးစားကြောင့်မလို့ space time curvature ကိုဖြစ်ပေါ်စေတယ်ဆိုလို့ရှိရင်နေကျက်နေတဲ့ချိန်ခါမျိုးမှာအဲ့ဒီနေရဲ့ကျွန်တော်တို့နေဖွဲ့စည်းမှာရှိတဲ့နေရဲ့အနောက်ကနေတွေကနေလာတဲ့အလင်းတွေဟာဂျိုင်သွားရမယ်လို့သူကတွေးထင်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ပဲအဲ့ဒီနေကျက်နေတဲ့ချိန်ခါမျိုးမှာဆိုတော့အဲ့ဒီအလင်းဂျိုင်သွားမှုကိုဖမ်းယူပြီးတော့ပေါ့နော်ဒီဓာတ်ပုံဖမ်းယူပြီးတော့ပြသနိုင်ခဲ့မယ်ဆိုလို့ရှိရင် relativity theory ကတကယ်ရှိကြောင်းသက်သေပြနိုင်သွားလိမ့်မယ်လို့သူကပြောခဲ့တယ်ဆိုတော့အဲ့ဒါကတကယ်လည်းမှန်ခဲ့တယ်ပေါ့1919ခုနှစ်မှာသူကအဲ့ဒီဓာတ်ပုံကိုနေကျက်နေတဲ့အချိန်မှာတကယ်ဖမ်းယူရရှိခဲ့တယ်ဗျာဆိုတော့အဲ့ဒီဓာတ်ပုံတစ်ပုံကြောင့်ပဲဒီ relativity theory ကတကယ်မှန်ကန်ကြောင်းသက်သေပြုနိုင်ခဲ့တယ်လို့မျိုး Einstein ကလည်း
နေရင်းညာရင်းပဲကဘာကျော်သိပ္ပံ celebrity တယောက်အနေနဲ့အဲ့ဒီဘက်ခေအဲ့ဒီခါနှုန်းကကိုဒီကဘာကျော်အောင်ထိကိုအောင်မြင်ခဲ့တယ်ပေါ့နော်။ Okay ဒါကတော့ဒီ relativity Einstein ရဲ့ relativity theory နဲ့ပတ်သက်လို့ပတ်သက်ရဆက်ဆက်ရတွေကိုတင်ဆက်ခဲ့ခြင်းပဲဖြစ်ပါတယ်ဆိုတော့ကြည့်ရှုပေးခဲ့ကြတဲ့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာအပန်းမကြည့်ဘူးဆိုလို့ရှိရင်ဒီ like and comment လေးတွေကျွန်တော်ပြီးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ